အားလုံးပဲမင်္ဂလာပါရှင်ညီမတို့မန္တလေးလာရှိုးလန်အစင်းလန်မေးတင်ဧကားကွက်ရောင်းကွက်လေးနဲ့ရောင်းမိတ်ဆက်ပေးပါမယ်ဒီလမ်းပေါ်မှာဆိုရင်ညီမတို့ရောင်းကွက်ရှားပါရနော်အယောင်းသေးကြပြီးတော့ပိုင်ရှင်ကိုရန်အနက်ထားတဲ့ကွက်လေးနဲ့ရောင်းမိတ်ဆက်ပေးပါမယ်ရှင်ဒီကွက်လေးရဲ့အားသာချက်ကညီမတို့လမ်းနှစ်ဖက်တင်ပါမယ်နော်ညီမတို့လက်ကောင်းရွာဝင်လမ်းပေါ်ကိုလည်းတင်မယ်ညီမတို့မန္တလေးလာရှိုးလမ်းပေါ်ကိုလည်းတင်ပါမယ်ရှင်မန္တလေးလာရှိုးလမ်းအစင်းလမ်းပေါ်ကိုညီမတို့မျက်နှာဖွင့်ပေ160ဝန်းကျင်တင်ပါမယ်နော်ဒီလက်ကောင်းရွာဝင်လဲလမ်းဘက်ကိုပို့ချင်ပါပေါ့နော်ဧကားအကျယ်စုစုပေါင်းကတော့ညီမတို့2ဧက3.8တုံညာ3ဧကနေပါကန်ရှိပါမယ်ရှင်ရှေ့ရအမြင်ရတဲ့ဟာဆိုရင်ညီမတို့ခစ်စားစားနဲ့မျက်နှာချင်းဆိုင်မှာရှိပါတယ်ဒီကွက်လေးဖြစ်ပါတယ်ရှင်အလန်းတင်ကွက်လေးကတော့ညီမတို့အခြားနည်းနဲ့ကြားထားပြီးတော့နောက်တွဲကွက်လေးကတော့ဥယျာဉ်ချမ်းမြေအမီပေါက်လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်မန္တလေးမြို့နယ်လည်းညီမတို့အနည်းဆုံးမှာရှိပြီးတော့ဧကားကွက်ရှာနေတဲ့ကိုရီမရဲ့အတွက်လည်းအဆင်ပြေပါမယ်နော်ရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့3သိန်းညှိနှိုင်းဈေးလေးဖြစ်ပါတယ်ရှင်ပိုင်ရှင်နဲ့ထိတိုက်တွေးဆုံညှိနှိုင်းနိုင်ပါတယ်အစင်းလမ်းမေးတင်လေးဖြစ်ပါတယ်ရှင်